Hello အားလုံးပဲပင်္ဂလာပါရှင်ဒီနေ့မှာတော့မနက်စာဖြစ်လက်ဖက်ရည်လေးနဲ့တွဲတောက်ရင်အရင်လိုက်ဖက်တဲ့ဤကြခွေးအလွယ်ပြုလုပ်နည်းလေးကိုတောင်းဆိုထားတဲ့သူများအတွက်တန့်ရှင်းလက်ဆက်ပြီးတော့စားလို့အရင်ကောင်းတဲ့ဤကြခွေးပြုလုပ်နည်းလေးကိုလာမျှပြရဖြစ်ပါတယ်အရင်ဦးဆုံးအကြကွေးလောက်တဲ့အထဲမှာအဓိကပါဝင်တဲ့ဒီ yeast ကိုကောင်းမကောင်းကိုဖြူလို့အရင်ဆက်သက်ပါမယ်နော် yeast ကိုအလုံးလုံးမလုံးကိုဖြူလို့စမ်းသက်တဲ့အနေနဲ့အရင်ဦးဆုံးခွက်တစ်လုံးထဲကိုရေတန့်150 ml ကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့တခြားထမင်းစားစုံနဲ့မောက်တစွန်းစာကိုထည့်ပေးလို့ရှိရင်တော့ဒီအဓိကပါဝင်တဲ့ yeast ကိုဖြူလို့ဖောက်ထည့်ပေးလိုက်ပါမယ်နော် yeast ကတော့ဒီတစ်ထုပ်မှာ17ခုပါပါတယ်ရှင်ထမင်းစားစုံနဲ့ဆိုလို့ရှိရင်တော့တစွန်းစာလောက်ရှိပါတယ် yeast ကိုထည့်ပေးလို့ရှိရင်တော့နှက်သွားအောင်ပေါ့နော်ခဏလောက်ဖြော်ထားပေးလိုက်ပါမယ်ရှင်။ဤကြကွေးလောက်တဲ့အထဲမှာအဓိကအရေးကြီးဆုံးကတော့ဒီ yeast ပေါ့နော်။တကယ်လို့ဖြိုးတို့သုံးတဲ့ yeast ကမကောင်းဘူးဆိုလို့ရှိရင်ဒီဤကြကွေးလည်းဖောက်ဖောက်တေးလေးမရဘူးပေါ့နော်။ပြီးရင်တော့သူ့ကိုအလုံးမလုံးကိုဖြိုးတို့အဖုံးလေးအုပ်ပြီးတော့9မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်နော်။ဖြိုးတို့9မိနစ်လောက်နှက်ပြီးတဲ့နောက်ခုလိုမျိုးလေး yeast ကဖောက်ဖောက်တေးလေးဖြစ်နေပြီဆိုလို့ရှိရင်တော့ဒါဆိုလို့ရှိရင်သုံးလို့ရတယ်ပေါ့နော်။ခုလိုမျိုးလေး9မိနစ်လောက်နှက်ပြီးလို့ပဲ yeast ကမဖောင်းလာဘူးဆိုလို့ရှိရင်တော့သုံးလို့မရဘူးပေါ့နော်။ကဲပြီးရင်တော့ဖြိုးတို့ဤကြကွေးစားလို့ရန်အတွက်ခွက်တစ်လုံးထဲကိုဖြိုးတို့သုံးနေကြအထွေထွေသုံးကြုံကိုနှုတ်စီဖူးနဲ့တပူးနဲ့တစ်ဝက်စာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့စားလက်ဖက်ရည်ဆိုရင်တစ်ဝက်စာလောက်ကိုထည့်ပြီးလို့ရှိရင်ဒီဂျုံနဲ့တမတွားအောင်ပေါ့နော်ဖြိုးတို့ခဏလောက်ငွေသွားပေးလိုက်ပါမယ်ရှင်ခဏလောက်မှွေပြီးတာနဲ့သူ့တွေကိုဖြိုးပါကြက်ဥတစ်လုံးကိုဖောက်ထည့်ပေးထားလိုက်ပါတယ်ပြီးရင်တော့စီကိုထမင်းစားဆွန်းနဲ့နှစ်စွန်းစာလောက်ကိုထည့်ပြီးလို့ရှိရင်တော့တမတွားအောင်မှွေထားပေးလိုက်ပါမယ်နော်စီကတော့ရိုးရိုးဟင်းချက်တဲ့စီကိုပဲတုံးထားပါတယ်ပြီးရင်တော့ခဏက yeast နဲ့ဖြော်ထားတဲ့ဒီရေကိုပေါ့နော်ဖြူလို့နည်းချင်းစီထည့်ပြီးတော့တမတွားအောင်မှွေထားပေးလိုက်ပါမယ်ရှင်ဤချခွေးလုံနေလေးကလွယ်တယ်ဆိုပေမဲ့ဖြူတို့တစ်ဆင့်ချင်းစီကိုတေချာလေးလှုပ်သွားပေးဖို့တော့လိုပါရဲ့နော်မဟုတ်ရင်ဤချခွေးကမဖောင်းတာတို့မာတာတို့ဖြစ်တတ်တယ်ပေါ့နော်ကဲဖြူတို့ဇုံးလေးနဲ့နယ်သွားတာနည်းနည်းလေးနှက်နေပြီဆိုလို့ရှိရင်တော့လက်လေးနဲ့ပြောင်းပြီးတော့နယ်သွားပေးလိုက်ပါမယ်နော်နယ်သွားလိုက်ခဏကရေလေးကိုထည့်သွားလိုက်ပေါ့နော်ဖြူတို့လှုပ်သွားပေးရမှာဖြစ်ပါရဲ့ရှင်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးသုံးသွားလိုက်တာဒီ yeast နဲ့ရောဖြော်ထားတဲ့ရေလေးက150 ml ရှိပါတယ်ရှင်။ရေကိုကြတော့ဖြိုးဝါးနဲ့ချင်းစီထည့်ပြီးတော့နယ်သွားပေးလိုက်ပါတယ်။ကဲဖြိုးတို့နယ်သွားလိုက်တာအခုလိုမျိုးလေးမုတ်သားလေးကချောလာပြီဆိုလို့ရှိရင်တော့ရပြီပေါ့နော်။ဖြိုးရဲ့မုတ်သားလေးကခုလိုမျိုးလေးချောချောလေးနဲ့ပျော့ပျော့လေးဖြစ်နေဖို့လိုပါရဲ့နော်ဒီနေ့ဟာဆိုလို့ရှိရင်တော့သူ့ကိုဖြိုးတို့အဖုံးလေးအုပ်ပြီးတော့ခုအချိန်ရရင်ရတဲ့လောက်ပေါ့နော်ဖြိုးကတော့အချိန်သိမရတာနဲ့သူ့ကို2နာရီလောက်နှက်ထားပေးလိုက်ပါတယ်ဒီနေရာမှာကိုကအချိန်ရတယ်ဆိုလို့ရှိရင်တော့4နာရီသို့မဟုတ်5နာရီတကယ်လို့အချိန်တအားရတယ်ဆိုလို့ရှိရင်တညကြိုပြီးနှက်ထားမယ်ဆိုလည်းရပါတယ်ရှင်ဖြိုးကတော့သူ့ကို2နာရီလောက်နှက်ထားပေးလိုက်ပါတယ်ကဲခုဆိုလို့ရှိရင်တော့ဖြိုးလို့နှက်သွားလိုက်တာနောက်ထပ်2ဆလောက်တူပို့ပြီးတော့ကြီးလာတယ်ပေါ့နော်ဒီနေထားကတော့2နာရီလောက်နှက်ပြီးလို့ရလာတဲ့နေထားလေးပဲဖြစ်ပါတယ်ပြီးရင်တော့ဖြိုးတို့ဒီသူ့မှာခုံနေတဲ့လေလေးတွေထွက်သွားအောင်ပေါ့နော်ခုလိုမျိုးလေးလက်လက်တက်ဖိဖိပေးလိုက်ပါမယ်နော်မုတ်သားလေးကိုမုတ်သားကလက်မကတ်ရအောင်ပေါ့နော်ဖြိုးတို့ဂျုံလေးနဲ့ခုလိုမျိုးလေးပေါ့နော်လက်လေးကိုလူပြီးတော့မုတ်သားကိုထုတ်ပေးလိုက်မယ်ပြီးရင်တော့မုံလုံးမဲ့နေရာကိုလည်းဖြိုးတို့ဂျုံကိုခက်မများလေးဖြူထားပေးရမှာဖြစ်ပါတယ်နော်မဟုတ်ရင်မုတ်သားကတအားကတ်တယ်ပေါ့နော်မုတ်သားကိုအပြင်ထုတ်ပြီးလို့ရှိရင်တော့ဖြိုးတို့ကိုလိုချင်တဲ့ပုံစံလေးတွဲထားပေးလိုက်မယ်ပေါ့နော်ဖြိုးကတော့ဒလိတ်လုံးလေးနဲ့ခုလိုမျိုးလေးခက်ရှိရှိပုံစံလေးတွဲထားပေးလိုက်ပါတယ်ရှင်ဒီနေရာမှာဒလိတ်လုံးလည်းမရှိဘူးဆိုလို့ရှိရင်ပလင်းတို့ဘာလို့နဲ့လဲလှိပ်ပေးလို့ရတယ်ပေါ့နော်ဒီနေရာမှာအကြကွေးကိုတေးသေးလေးတွေကြိုက်ရင်တေးသေးလေးတွေလှီးပြီးတော့ကြော်မယ်ဆိုလည်းရတယ်ပေါ့နော်ဖြိုးကတော့ပုံမှန်ရွက်စားလေးပဲလှုပ်ထားပါတယ်ရှင်ဖြိုးတို့ကိုလိုချင်တဲ့ပုံစံလေးသွင်းပြီးဆိုလို့ရှိရင်တော့အကြကွေးပုံလေးကိုစပြီးတော့လှီးပေးလိုက်ပါမယ်ရှင်ဒီနေရာမှာတေးသေးလေးကြိုက်ရင်တေးသေးလေးတွေလှီးပြီးတော့ကြော်မယ်ဆိုလည်းရတယ်ပေါ့နော်ကဲလှိပ်ပြီးဆိုလို့ရှိရင်တော့ဖြိုးတို့ဒီတစ်ဖက်မှာတူလေးနဲ့ပေါ့နော်ခုလိုမျိုးလေးရေလေးကိုဆွတ်ထားပေးလိုက်ပါမယ်ရှင်ဒီအလက်တက်ကိုပေါ့နော်ဖြိုးတို့တူလေးနဲ့တေချာလေးရေလေးဆွတ်ပြီးဆိုလို့ရှိရင်တော့ခုလိုမျိုးလေးတစ်ခုနဲ့တစ်ခုကိုထပ်ထားပေးလိုက်ပါမယ်နော်ဤချောက်ခွေးပုံလေးကအရန်မလှဘူးဆိုပေမဲ့ရတာကတော့အရန်ကိုကောင်းပြီးတော့အရန်လက်သက်ရှင်လက်ဆက်ပါတယ်ရှင်ပြီးရင်တော့အပေါ်ကနေတူလေးနဲ့ပေါ့နော်ခုလိုမျိုးလေးဖိပေးလိုက်ပါမယ်နော်ဖြိုးကအိမ်မှာလောလောကူလှုပ်စားတာဖြစ်တဲ့အတွက်အရင်တော့မလှဘူးပေါ့နော်ဤကြခွေးအချောင်းလေးကတအားရှိနေတာနဲ့ဖြိုးကဒီတစ်ခုမှ2ခုစာကိုလှီးပေးလိုက်တယ်ပေါ့နော်
ပြီးရင်တော့မကတ်ရအောင်ပေါ့နော်ဖြူတို့ဂျုံလေးနဲ့ဖြူပြီးတော့တစ်ခုနဲ့တစ်ခုကိုခွဲထားပေးလိုက်ပါမယ်နော်ပြီးရင်တော့ဖြူတို့စီပူထဲကိုထည့်ပြီးတော့ပေါ့နော်ကြော်ထားပေးလိုက်ပါမယ်ရှင်ကြော်တဲ့ချိန်မှာဆိုလို့ရှိရင်တော့ခုလိုမျိုးလေးပေါ့နော်ဖြူတို့နှစ်ဖက်ကိုဆွဲတင်ပေါ့နော်ထည့်ကြော်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့တုပ်လေးနဲ့ဟိုထိုးလေးထိုးလေးလုပ်ပြီးတော့ကြော်သွားပေးရမှာဖြစ်ပါတယ်ဖြူတို့ကြော်တဲ့ချိန်မှာဆိုလို့ရှိရင်လည်းမီးကိုတအားပြပြမဟုတ်ပဲနဲ့ပေါ့နော်မီးလက်လက်နေထားလေးနဲ့ပဲကြော်သွားပေးရမှာဖြစ်ပါတယ်ရှင်ကဲဖြူတို့ကြော်သွားလိုက်တာအခုလိုမျိုးလေးရွှေဝါရောင်လေးတန်းလာပြီဆိုလို့ရှိရင်တော့သူ့ကိုဆက်ထုတ်ပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့ကျန်နေတဲ့ဟာလေးတွေကိုလည်းဒီတိုင်းလေးပဲကြော်သွားပေးရမှာဖြစ်ပါတယ်ရှင်ဖြူကတော့ဗီဒီယိုရှိမှဆိုလို့အားလုံးကြော်တာမပြတော့ဘူးပေါ့နော်ကဲအခုဆိုလို့ရှိရင်တော့တက်ရှင်လက်ဆက်ပြီးတော့စားလို့ကောင်းတယ်ဖြူတို့ရဲ့အီချာကွေးဖောက်ဖောက်တင်းလေးရတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့ညွှန်လင့်ပါတယ်ရှင်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်ဒါဆိုဖြူနဲ့ဝေသက်တယ်မှာပြန်ဆိုကြမယ်နော်အားလုံးအဘိုင်